ပိုင်းကနေအခုတော့စင်မြင့်ပေါ်မှာငါတို့ဖြတ်တန်းခဲ့တဲ့ဒဏ်ရာတွေကအခုတော့အမတ်တရားတွေဖြစ်လာ fake ဖြစ်တဲ့လူတွေကိုပဲ true ဖြစ်တဲ့တငယ်ချင်းတွေပဲလို့တယ်ငါတို့ရဲ့တန်ရောစင်ကမနီထက်တောင်ပို့ပြီးခိုင်မာနေတယ် Hey ဘော်ရာမင်းတီပါတယ်ငါတို့ကသစ္စာပွဲဘယ်သူတွေဘလို့ပဲချောက်တွန်းတွန်းငါတို့ကအမြဲတမ်းတွေ့ငါတို့ကသစ္စာပွဲရောက်လေရင်တယောက်တူရုံထွက်ကြစို့